အားလုံးမင်္ဂလာပါရှင်ဒီနေ့ကျူကတော့အိမ်မှာကျေဦးစီချက်ဘယ်လိုလွယ်ချက်စားကြမလဲဆိုတာလေးကိုပြပေးပါမယ်နော်ပထမဦးဆုံးအယိုးပြုတ်ရအောင်လုပ်မယ်ဝက်ရိုးစားတကြားငရုတ်ကောင်းလေးနဲ့အချိန်ကြာကြာတည်ထားပေးမယ်နော်ပြီးရင်တော့ဒီကျေဦးစီချက်မှာအရေးပါဆုံးဖြစ်တဲ့ချက်သွန်ဖြူစီချက်လေးချက်ဖို့အတွက်ချက်သွန်ဖြူလေးက6မွှာလောက်ကိုဒါပြားလေးရိုက်ပြီးတော့ဒီပကံလေးထဲထည့်မယ်ပေါ့နော်ဒီချက်သွန်ဖြူရိုက်တဲ့ထဲကနည်းနည်းလေးခြံထားပေးမယ်နော်နည်းနည်းလေးခြံထားတော့နောက်အသားလုံးလုပ်တဲ့အခါအတွက်သုံးပါမယ်ပြီးရင်ဒီပကံလုံးလေးထဲထည့်ထားတဲ့ချက်သွန်ဖြူတွေကိုစီးထည့်မယ်ပြီးရင်စမင်းမုံလေးထည့်မယ်ဒါပြီးရင်တော့ microwave 3-4 မိနစ်လောက်ရိုက်ပေးလိုက်ရင်တော့ဒီလိုကျွတ်ရွရွချက်သွန်ဖြူစီချက်လေးရလာပါလိမ့်မယ်နော်နောက်ပြီးဒါလေးကတော့ဒီအသားလုံးပြုတ်လို့ခြေကိုအသားလုံးပြုတ်လို့ဖို့အတွက်လိုအပ်တဲ့ပစ္စည်းလေးပေါ့နော်အိမ်မှာအမြဲရှိနေတဲ့အသုံးဆောင်လေးတွေပါပဲနော်ဒီမှာပိန်ငပြားရင်ငရုတ်ကောင်းနောက်ကော်မုံလေးနောက် oyster sauce နောက်တကြားဒါလေးတွေလုပ်မယ်ပေါ့နော်ကဲအသားလုံးလေးစလုပ်ကြမယ်မှာ ingredient လေးတစ်ခုချင်းစီပြထားပေးရပေါ့နော်ပထမအဆုံးလိုတာဝတ်သားချိတ်သားပါရှင်ကဲဝတ်သားချိတ်သားထည့်မယ်နောက်ခုနဖယ်ထားတဲ့ချက်သွန်ဖြူလေးနည်းနည်းထည့်မယ်ငရုတ်ကောင်းမုံလေးနည်းနည်းဖြူမယ်ပေါ့နော်နောက်တခြားလေးနည်းနည်းထည့်မယ်အများကြီးတော့မဟုတ်ဘူးပေါ့နော်နောက်ပြီးရင်ထိယူစီလေးထည့်ပါမယ် oyster sauce လေးပါနော်အများကြီးမဟုတ်ပဲဒီနည်းနည်းချင်းပဲမလို့ကျိုးကတော့လက်တံနဲ့ထည့်လိုက်တဲ့အတွက်ဟိုအတိုင်းတာတွေထည့်မရေးဖြစ်ထားဘူးပေါ့နော်နောက်ချက်ဥလေးတစ်လုံးထည့်ပါမယ်အဲ့ဒါမှပဲအသားလုံးစီစီပန်ပန်လေးရမှာမဟုတ်လို့ပေါ့နော်နောက်ခေါ်မုံလေးတစ်စုံကျော်လောက်ထည့်ပါမယ်နော်စပွဲတင်မုံနောက်ကျူကတော့ကိုကြိုက်ဒီမီရောလေးနည်းနည်းထည့်ရပေါ့နော်cooking wine လေးနည်းနည်းလေးထည့်ကဲဒါပြီးရင်တော့လက်အိတ်ဆိုပြီးတေချာပုံမွေပါပြီတေချာစီးပိုင်နေအောင်ဒီမွေပြီးွားရင်တော့ဒီအသားလုံးလုပ်ဖို့ ready ဖြစ်ပြီပေါ့နော်နည်းနည်းလေးတော့ကပ်ပေးမယ်တိခတ်ပြီးတော့တေချာလေးမွေပေးပါမယ်ကဲနောက်ဆုံးဒီအသားလုံးပြုတ်ဖို့ ready ဖြစ်ပါပြီနော်ဒါအချိန်ကြာကြီးပြုတ်ထားတဲ့ဒီဝရိုးပြုတ်ရည်အလဲ ready ဖြစ်ပြီပေါ့နော်နောက်ကျတော့နည်းနည်းစိမ့်စိမ့်ဆူဆူလေးပါထည့်ရမယ်လို့ကြည့်လိုက်တော့အိမ်မှာဒါစစ်တော်မိတ်လေးရှိနေရမယ်ပဲဟိုပွဲဖြည့်ရင်လာအောင်လို့ပေါ့နော်အဲ့ဒါလေးမြတ်ထားဖယ်ထားပေးပါတယ်ကဲဒါအသားလုံးလေးလုပ်ကြမယ်လက်အိတ်လေးနဲ့ပဲအရွယ်တော်လေးတွေလုံးပြီးတော့ဒီဝရိုးပြုတ်ရည်အိုးတွေကိုပဲပေါ့နော်ဒါချထည့်ပြီးတော့ဖြုတ်ပေးမယ်ပေါ့နော်အသားများကြိုက်တယ်လို့ကျွန်တော်များထည့်ပြပေါ့နော်ကြည့်တာအရင်များကြီးလုံးမိလို့အတွက်ဒီပိုးလေးရဲ့အသားလေးကိုတင်ထားပြီးနောက်လေးကြောဖို့အတွက်သုံးလို့ရတယ်နော်ကဲအခုတော့ဒီအသားလုံးလေးတွေချက်ပါပြီဒီဘာလို့ချက်တယ်တိလဲဆိုရင်ဒီအသားလုံးလေးတွေဒီကြက်ရင်ဒီဟိုမျက်နှာပြင်ပေါ်လာတယ်ပေါ့နော်ဒါကိုဆယ်ပြီးတော့ဘေးနားလေးမှာပကံလေးနဲ့တက်ဆယ်ပြီးခဏဖယ်ထားပြီးပေါ့နော်နောက်ပွဲပြင်တဲ့အခါသုံးဖို့ပါနောက်ကျတော့ဒီငုံအလွယ်ကူမရှိလို့ရှိတဲ့ချက်ဦးလေးကိုပဲ post တက်လုပ်မယ်ပေါ့နော်ဒီပြုတ်လေးကိုပဲလွယ်ကူထည့်ပြီးတော့
ခဏလေးစောင့်ပြီးဘေးဖယ်ထားလိုက်မယ်ပေါ့နော်ဒီကျေးဇူးစီချက်လုပ်ဖို့အတွက် YY Jason brand လေးကိုပဲသုံးထားတယ်ပေါ့နော်လိုလိုကူကူနောက်ဒီဟာခောက်ဆက်ပွဲပြင်ရမယ့်ပစ္စည်းလေးတွေကိုဒါပြထားပါတယ်ပေါ့နော် white star sauce soy sauce sweet soy sauce Jason ဒီစီချက်လေးခုနချက်ထားတဲ့စီချက်ကျိုးကတော့ MSG လေးနဲ့သုံးနေပေါ့နော်ရတာအတွက်နောက် green onion ခုနဖယ်ထားတဲ့ဒီဝတ်သားလုံးလေးပေါ့နော်ပြီးရင်တော့အရေးကြီးဆုံးခောက်ဆက်ပြုတ်ကြပါမယ်ကျိုးကတော့ဒီပြုတ်အိုးကြီးထဲမှာပဲစကားလေးထည့်ပြီးကြာစင်ပြုတ်တယ်ပေါ့နော်ဒီကြာစင်တုပ်ထဲကနေတပွဲစာလောက်ကိုခွဲထုတ်ပြီးတော့စကားလေးပေါ်စကားလေးနဲ့ပဲဒီပြုတ်မယ်ပေါ့နော်အကြာကြီးလေးပြုတ်စရာမလိုဘူး9မိနစ်6မိနစ်လောက်ဆိုရင်ဒီကြာစင်လေးကနူးလာတတ်တဲ့အတွက်ဒီ9မိနစ်6မိနစ်လောက်ဒီပြုတ်တဲ့အချိန်လေးတော့သတိထားပြီးပြုတ်ပေါ့နော်ကဲ9မိနစ်6မိနစ်လောက်ပြုတ်ပြီးတော့ကြာစံလေးက ready ဖြစ်ပါပြီဒီရေကြံလေးတွေမရှိအောင်ရေလေးစစ်ပြီးတော့ပွဲပြနေမယ်နော်ပထမဦးဆုံးဒီခောက်ဆွဲဘက်လေးကိုအရသာဝင်အောင်အရသာပြင်မယ်ပေါ့နော်ဘာမှမထည့်သေးခင်ဒီခောက်ဆွဲသားလေးကိုပဲအရသာပြင်ကြရအောင်ကျူကတော့အမစီလေးနည်းနည်းထည့်ရပေါ့နော်မကြိုက်တဲ့လူတွေမထည့်လို့ရပါတယ်နောက်ဒီ light soy sauce လေးနည်းနည်းထည့်ပါတယ်နည်းနည်းပါပဲအများကြီးမဟုတ်ဘူးနော်ဒီ sweet soy sauce ကြာညို့ခေါ်မယ်ပေါ့နော်အဲ့ဒါလေးနည်းနည်းထည့်မယ် white star sauce လေးနည်းနည်းထည့်မယ်အများကြီးမဟုတ်ပါဘူးနည်းနည်းလေးပါပဲနော်အများကြီးမထည့်ဘူးဆိုတာလေဒီကြာစံသားလေးကအရင်နူးညံ့ပြီးအရသာဝင်လွယ်တော့ပေါ့နော်အများကြီးထည့်ရင်အရသာကြီးကအရင်ပြင်းသွားပြီးစားမကောင်းတော့ဘူးပေါ့နော်အဲ့ဒါပေါ့နော်ကဲနောက်ဆုံးဒီစီချက်လေးချက်ထားတဲ့ထဲကဒီနှစ်စွန်းသုံးစွန်းဒီစီချက်ဖက်လေးနဲ့တေချာလေးရောနေပြီးတော့ပေါ့နော်ထည့်မယ်စီရဲမကြိုက်တဲ့လူတွေကရှော့ထည့်လို့ရတယ်နော်ကျမကြီးတို့အဆင်မပြေတဲ့လူတွေလေပြီးရင်တော့ဒီခောက်ဆွဲလေးကိုတေချာလေးကိုနေပါမယ်ဘာလို့လဲဆိုတော့ဒီကြာစံစီချက်ဆိုတာလေဒီစီချက်လေးကိုပဲအရသာအရင်တေချာသွင်းနေပြီးတော့မှပဲအရန်ခေါင်းနဲ့ခောက်ဆွဲဖြစ်တာမို့လို့ပါဒီအချိန်မှာဆိုစီချက်နဲ့လေးမွေးပြီးတော့ဒါအရသာလေးကွက်တီဖြစ်ပဲဒီကျေးဇူးစီချက်လေးပေါ့နော်အသားလုံးလေးထည့်ပါမယ်အသားကြိုက်တဲ့လူဆိုတော့အသားများများထည့်ပါမယ်ပုံမှန်တော့6လုံး9လုံးလောက်ဆိုတော့ပဲပေါ့နော်ကိုကတော့အိမ်မှာလောက်စားတာဆိုတော့များများထည့်ပါတယ်နောက်ပြီးခုနကဒီကြက်ဥလေး poach အလုပ်ထားပြီးတော့ပြုတ်ထားပြီးဖယ်ထားတဲ့ကြက်ဥလေးထည့်မယ်နော်ငုံဥရှိတဲ့လူတွေကငုံဥလေးပြုတ်ပြီးထည့်လို့ရပါတယ်ကဲနောက်ပြီးတော့ခုနညက်ထားတဲ့ဒီကြက်သွန်မိတ်လေးထည့်မယ်ပေါ့နော်အရောင်လေးလည်းလာသွားပြီဒီတက်အနေနဲ့ငရုတ်ကောင်းမုံလေးပေါ်ကနေဖြူပေးပါမယ်နော်ဆောင်းမင်းဆိုတော့တော့ပဲပေါ့နောက်ပြီးတော့ဂျူးမာဒါလွယ်လွယ်ကူကူရှိနေတာပေါ့နော်ဝက်ဥပြုတ်လေးပြုတ်ထားတာတတိယလို့ထည့်လိုက်ပါတယ်မရှိတဲ့လူတွေမထည့်လို့ရပါတယ်ရှိတဲ့လူတွေလည်းဟိုတေချာလေးစားခြင်းတဲ့လူတွေဝက်ဥမာကြီးဘာညာပြုတ်ပြီးတော့လည်းထည့်လို့ရတယ်ပေါ့နော်အကျူကတော့အိမ်မှာရှိနေလို့ထည့်လိုက်တာပါပွဲလေးလည်း ready ဖြစ်ပြီပေါ့နော်ကဲနောက်ဟင်းရည်လေးတွဲစားဖို့ဆိုရင်ဒီခုနကြက်သွန်မီလေးနည်းနည်းဖယ်ထားပြီးတော့ဒီဝရိုးပြုတ်ရည်လေးပဲနည်းနည်းလောင်းထည့်ရုံနဲ့တွဲစားဖို့ဟင်းရည်လေးလည်း ready ရပါပြီနော်နောက်အသားလုံးနဲ့တိုးစားဖို့အချင်းအတွက်ကျိုးလို့စီမှာအလွယ်တကူရနိုင်တဲ့ဒီချက်ဖားတစ်စိပ်ပေါ့နော်ဒီစီရာချာမယုတ်ချင်းဆော့လေးလွယ်ကူကူရှိတာနဲ့အဲ့ဒါလေးနဲ့ပဲတွဲစားဖို့မယ်ပေါ့နော်
အရန်ကိုအဆင်ပြေပါတယ်ဒီအချင်းရေးလေးတစ်ပုရှိုံနဲ့ထုတ်ထိုးဆိုလဲအဲ့ဒါနဲ့စားတာလားကိုကတော့ဒါဆိုရင်ဂျေယိုစီချက်တွဲစားဖို့စတီဟိုစပြုတ်နောက်ဒါတွဲစားဖို့အချင်းလေးလေး ready ဖြစ်ပါပြီကဲနောက်ဆုံးမှာအင်မတန်စားကောင်းတဲ့ဂျေယိုစီချက်လေး ready ဖြစ်ပါပြီရှင်ငုံဦးရှိရလူငုံဦးထက်ဝက်ဦးရှိရလူဝက်ဦးထက်မရှိလေဒီလိုရိုးရိုးရှင်းရှင်းလေးလှုပ်စားလို့ရပါတယ်နော်ဒီလိုအချင်းလေးလေးစပြုတ်လေးနဲ့အင်မတန်အရသာကောင်းတဲ့ဂျေအိုစီချက်လေးကိုလိုက်လှုပ်စားကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်